မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျမတို့ရဲ့ပူစီ6မျိုးအကြောင်းနဲ့ကျမတို့ရဲ့ပူစီအမျိုးမျိုးရဲ့အရာသာဆိုတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်နံပါတ်1အနေနဲ့မုတ်ပေါင်းစားလို့ကောင်းဆိုပြီးတော့တင်စထားတတ်ကြပါတယ်အလုံးချိန်မှာအကောင်ဆုံးနဲ့အစီဆုံးပါပဲရှင်ဘယ်နှချောင်းဘယ်နှခါဝင်ဘာမှမဖြစ်ပင်နဲ့အပြူအတိုင်းရှိတယ်လို့ဆိုကြပါရဲ့ရှင်နံပါတ်2အနေနဲ့ညောင်ရွယ်တံတန်လိုပဲအပြာရှူပြီးအရင်ကျေပါတယ်တော်ကီစတာရိုဘာရိုဆိုအရန်ကောင်းတာမျိုးပါရှင်သူကတော့တိတ်ပြီးတော့အကြမ်းမခံပါဘူးရိုးရိုးသေးသေးကင်တွေ့တမရပါမယ်ရှင်နံပါတ်3အနေနဲ့အိုစီကျမတို့ရဲ့အိုစီအတန်မြင့်လှုပ်လို့ကောင်းတစ်ဖောင်ဖောင်းတဲ့ရှင်အိုစီကိုတိလိုက်တိုင်းမြည်တယ်လို့ပဲဝင်ချက်ထွက်ချက်တိုင်းအတန်မြည်ပါတယ်အဝါကျေပြီးအကျဉ်းကနက်ပါတယ်ကျင်းလေကျင်းပါတယ်ရှင်နံပါတ်4အနေနဲ့ခွေးတစ်ကောင်လို့ပတ်ဆက်ဖြစ်ခြင်းရင်တည်တာတယ်လို့ပြောပါတယ်သူတို့စိတ်မပါရင်ကျေရှောင်ပြီးသူတို့စိတ်ပါမှစီးစီးပိုင်ပိုင်စားတယ်လို့ဆိုကြပါတယ်ရှင်နံပါတ်5အနေနဲ့မျောသွင်းတိုင်းချုပ်တိုင်းအထဲကိုပြန်ဆွေးနေတတ်တဲ့အမျိုးပါသူ့ဘက်ကဆွေးထားရင်မနစ်ပြန်ဆွေးထုတ်ရတာပါသဘောကျတဲ့သူတွေများပါတယ်ဒါပေမဲ့မျောနေကျုပ်ရင်အာကုံတက်ပါတယ်တော်ရုံတက်လုံးမကောင်းရင်အမောဖောက်တက်ပါတယ်ရှင်နံပါတ်6အနေနဲ့ရေတွင်ပြက်ဒါကတော့အခုခေတ်မှာအပေါ်ဆုံးပေါ့အကုံလေးပါရေတွင်ပြက်ဖြစ်နေမို့ရှင်ပြားနေစရာမလိုတော့ပါဘူးကြေချမ်းချောင်းတဖောင်ဖောင်ကြည့်ပါရှင်ဘော်ရာတို့လေကိုစတီလေးကဘလို့အမျိုးအစားလေးဆိုတာကုတ်မှန်မှရေးခေကြပါအောင်ဗျာဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ပူစီ6မျိုးအကြောင်းနဲ့ပူစီအမျိုးမျိုးရဲ့အရာသာဆိုတဲ့အကြောင်းအရာလေးတွေကိုအခုလောက်ဆိုရင်နားလေသဘောပေါက်ကြားလိမ့်မယ်လို့မျှော်လင့်ပါရရှင်နောက်နေ့တွေမှာလေအခုလိုဘ ഹു တုသားရစရာအကြောင်းအရာလေးတွေကိုနေ့တိုင်းလိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးတွေမလုပ်ရသေးဘူးဆိုရင်တော့ like and subscribe လေးတွေလုပ်ပြီးတော့အသက်တင်တိုင်းသိရဖို့ဘေးနာကနုကြီးပေးလေးကိုနှိပ်ခေပေးကြပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်